ကိုကျော်တို့ရွာအစွန်ကအိမ်အိုကြီးတွေကိုလူတစ်ယောက်ပြောင်းလာပါတယ်။အဲ့ဒီလူကဘသူနဲ့မှစကားမပြောသလိုညဘက်ဆိုရင်သူ့ခြံထဲမှာကျင်းကြီးတွေတူးနေတတ်တာကိုကိုကျော်သတိထားမိလိုက်တယ်။ညနေတဲ့အခါအိမ်ကြီးချင်းခြံထဲကနေတက်တူချင်းထိခိုက်တံတွေနဲ့လူတစ်ယောက်အတန်မထွက်အောင်အတင်းပိတ်ပြီးအော်နေသလိုမျိုးရှိုက်တံတွေကိုကိုကျော်ကြားနေရပါတယ်။ကိုကျော်ဟာဆက်စုချင်းစိမ့်နဲ့ခြံစည်းရိုးမှာအပေါက်သေးသေးလေးတစ်ခုဖောက်ပြီးချောင်းကြည့်ပါတယ်။သူမြင်လိုက်ရတာကတော့အိမ်ကြီးချင်းဟာအိမ်မဲကြီးတွေကိုမြေကြီးထဲမြုပ်နေတာပါပဲရွာထဲမှာခရီးသွားဈေးတဲ့တယောက်နဲ့ကလေးတယောက်ပျောက်ဆုံးသွားတဲ့သတင်းတွေထွက်လာပါတယ်ကိုကျော်ရဲ့စိတ်ထဲမှာအိမ်ကြီးချင်းကိုတန်တရားတွေပိုဝင်လာပါတယ်ကိုကျော်ချောင်းကြည့်နေတော့အိမ်ကြီးချင်းကရုတ်တရက်ခြံစည်းရိုးနားကိုရှောက်လာပြီးအပေါက်ကနေပြန်ကြည့်ပါတယ်ကိုကျော်ဟာအသက်ရှူဖို့တောင်မေ့သွားပြီးအမောင်ထဲမှာတစ်ဖက်ကမျက်လုံးနဲ့စုံသွားခဲ့တယ်နောက်တနေ့မနက်မှာကိုကျော်ရဲ့အိမ်တကားရှေ့မှာသွေးတွေပေးကျန်နေတဲ့ဓာတ်တစ်ချောင်းချထားတာကိုတွေ့ရတယ်ဒါဟာကိုကျော်ကိုပါဇက်ပိတ်ထားဖို့တတိပေးလိုက်တာပါကိုကျော်ဟာအိမ်ကြီးချင်းအပြင်သွားတော့အဲ့ဒီအိမ်ထဲကိုတိတ်တဆိတ်ခိုးဝင်ပါတယ်အိမ်ထဲမှာသူတွေးလိုက်ရတာကတော့ပျောက်ဆုံးနေသူတွေရဲ့ပစ္စည်းတွေနဲ့နေရန်မှာကတ်ထားတဲ့ကိုကျော်ရဲ့ဓာတ်ပုံများပါပဲကိုကျော်ပြန်ထွက်ဖို့ပြင်တဲ့အချိန်မှာအိမ်ရှိကကားတန်ကြားလိုက်ရတယ်အိမ်ကြီးချင်းပြန်လာပါပြီကိုကျော်ဟာခတင်အောက်မှာပုံနေရင်အိမ်ကြီးချင်းကအခန်းထဲမှာတစုံတစ်ယောက်ရှိနေမှန်းသိနေတဲ့ပုံစံနဲ့မင်းပင်မှာလဲလို့တိုးတိုးလေးရေရွတ်နေတာကိုကြားနေရတယ်ကိုကျော်ဟာအိမ်ကြီးချင်းမသိအောင်မိဖို့ကြောင့်ဘက်ကနေထွက်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့အိမ်ကြီးချင်းကအိမ်တကားတွေအားလုံးကိုအပြင်ကနေတောက်ခတ်ထားလိုက်ပါပြီကိုကျော်ရဲကိုဖုန်းဆက်ဖို့ကြိုးစားပေမဲ့အိမ်ထဲမှာလိုင်းဖြတ်ဆက်သုံးထားလို့ဖုန်းခေါ်လို့မရပါဘူးအဲ့ဒီအချိန်မှာပဲသူ့ဖုန်းထဲကို message တစ်စောင်ဝင်လာတယ်အဲ့ဒါကတော့အိမ်ကြီးချင်းစီကပါငါမင်းအိမ်ထဲမှာရောက်နေတဲ့ကိုကျော်တီးလိုက်ရတာကသူရှိကလူဟာလူသက်သမားမဟုတ်ပဲအမှန်တကယ်လူသက်သမားကကိုကျော်ရဲ့အိမ်ထဲမှာပုန်းနေတာပါအခုသူရှိနေတဲ့အိမ်ကပိုင်ရှင်ဟာအမှန်တော့ရဲရာရှိဟောင်းတယောက်ပါကိုကျော်ရဲ့အိမ်ထဲမှာပုန်းနေတာကသူနဲ့ရင်းနှီးတဲ့ရွာသားတယောက်ဖြစ်နေပါတယ်အဲ့ဒီလူကကိုကျော်ကိုတတ်ဖို့စောင့်နေတာပါအခုအိမ်ကြီးချင်းကကိုကျော်ကိုကယ်ဖို့စူးစမ်းနေတာဖြစ်ပါတယ်ကိုကျော်ဟာအိမ်ကြီးချင်းနဲ့ပူးပေါင်းပြီးတကယ်လူသက်သမားကိုပြန်တိုက်ခိုက်ရပါတယ်အမောင်ထဲမှာဓာချင်းတုတ်ချင်းရိုက်နှက်ကြတဲ့ပွဲကအရန်ကိုကြမ်းတမ်းပါတယ်တိုက်ပွဲအပြီးမှာလူသက်သမားကိုဖမ်းမိသွားပေမဲ့ကိုကျော်ရဲ့အိမ်ကြီးချင်းလည်းဒဏ်ရာအပြင်းထန်ရသွားပါတယ်ကိုကျော်ဟာလူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီးဆုံးဖြတ်မိတာကိုနောက်တရသွားပါတယ်ရွာကလေးကပြန်လဲတိတ်ဆိတ်သွားပါတယ်ဒါပေမဲ့ကိုကျော်ဟာညဘက်ဆိုရင်ခြံစည်းရိုးကအပေါက်ကိုပြန်ကြည့်ဖို့ကြောက်နေတော့မှာပဲဘာလို့လဲဆိုတော့တကယ်ဘေးအနေရကအဝေးမှာမဟုတ်ပဲအနီးဆုံးမှာရှိနေနိုင်လို့ပါပဲ